ဒါဖြင့်လူလောကမှာရောက်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရှောင်ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းပြီးပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ယုံဒီလိုလုပ်တွေလုပ်ဖို့ဆိုတာဟာဘယ်နေရာလိုအပ်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကဒီလိုအလုပ်တွေလုပ်မိဖို့အကောင်းဆုံးရွေးချယ်တတ်ဖို့အတွက်ဘာကအရေးကြီးလာပြန်လို့ဆိုပฏิရူပဒေသဝါဒတဲ့တင့်လျောက်ပတ်တဲ့အရမှနေဖို့ဗမာစကားမှလည်းမရှိတယ်နော်တရွာမပြောင်းသကောင်းမဖြစ်ဆိုတဲ့စကားရှိတယ်သူကအတွေ့အကြုံအမြင်အယူဆပညာဘုဒ္ဓဆိုတာတဏှာနဲ့တဏှာမတူတတ်ဘူးပေါ့တဏှာပြောင်းလိုက်တဲ့အခါမှာကိုယ်မှာအတွေ့အကြုံအသစ်တွေရတယ်အသိဉာဏ်ဘုဒ္ဓတွေအသစ်ရလာတယ်တစ်ခုနဲ့တစ်ခုရှင်စရာတွေရလာတဲ့အတွက်ကြောင့်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကညံ့တယ်ဆိုတာကိုနှိုင်းရှင်တတ်လာတယ်ပေါ့တဏှာထဲမှာဆိုလို့ရှိရင်နှိုင်းရှင်မှုမရှိဘူးပေါ့ဒါကြောင့်မို့အကြောင်းအကျိုးအဆိုးအကောင်းကိုသိဖို့ရအတွက်ဘာလို့တော့ဆိုပฏิရူပဒေသဝါဒနေရာရွေးချယ်ပြီးတော့နေဖို့လိုအပ်တယ်နေရာရွေးချယ်ရမယ်ဆိုတာဘာအတွက်ရွေးချယ်ရတာတော့ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းပဲပညာရေးတိုးတက်ဖို့အတွက်ရွေးချယ်မှာလားစီးပွားရေးအတွက်ရွေးချယ်မှာလားကျန်းမာရေးအတွက်ရွေးချယ်မှာလားဆိုင်ရာသူတော်ကောင်းတရားတွေကျင့်ကြံကြိုးကုပ်အားထုတ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရဖို့ရနေရာအတွက်ရွေးချယ်မှာလားလို့ဆိုတာသူနေရာနဲ့သူရွေးချယ်ဖို့လိုအပ်တယ်ပေါ့ကျမ်းမာရေးအတွက်ဆိုလို့ရှိရင်ဆေးရုံတို့ဆေးကုမဲ့ဆရာတို့ဇာတိဥဒုကောင်းတဲ့နေရာတို့ဒါမျိုးရွေးချယ်ပြီးတော့နေကြမှာကြီးပွားတိုးတက်လူတဲ့ပုဂ္ဂိုလ်ပညာရေးအတွက်ဆိုလို့ရှိရင်ဆရာကောင်းသမားကောင်းရှိတဲ့ပုဂ္ဂိုလ်နေရာဌာနတို့ကျောင်းရှိတဲ့နေရာဌာနတို့ပညာသင်လို့ရတဲ့နေရာမျိုးတို့ရွေးချယ်ပြီးတော့နေကြတယ်ဒါကြောင့်မို့လို့အဲ့ဒါလိုရွေးချယ်ပြီးတော့နေနိုင်တဲ့ပုဂ္ဂိုလ်တွေကလောကမှာကြီးပွားတိုးတက်သွားတာတွေအများကြီးပဲရှိတယ်ပေါ့မရွေးချယ်ပဲနဲ့ဒီတိုင်းပဲကြာရအတိုင်းနေလိုက်တဲ့ပုဂ္ဂိုလ်တွေじゃကြီးပွားတိုးတက်မှုအားနည်းသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကနေရာဒေသကိုရွေးချယ်ရမယ်တဲ့ကိုယ်နဲ့တင့်တယ်လျောက်ပတ်တဲ့နေရာရွေးချယ်ရမယ်အဲ့တော့ပညာရေးအတွက်ရွေးချယ်တယ်စီးပွားရေးအတွက်ရွေးချယ်တယ်ဆိုလို့ရှိရင်လည်းစီးပွားလုံးလို့ကောင်းတဲ့နေရာမျိုးရွေးချယ်ပြီးတော့ရွှေ့ပြောင်းပြီးတော့နေထိုင်ကြရမယ်သူတော်ကောင်းတရားကျင့်ကြံကြိုးကုပ်အားထုတ်ဖို့ဆိုလို့ရှိရင်တရားဓမ္မဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တို့တရားထုတ်ခွင့်ရတဲ့နေရာမျိုးတို့တရားလိုက်စားလို့ရတဲ့နေရာမျိုးဒီလိုဟာမျိုးရွေးချယ်နေရအဲ့ဒါကိုဆိုလိုတယ်မြတ်စွာဘုရားကပฏิရူပဒေသမှာအဲ့ဒါလိုရွေးချယ်ပြီးမဲ့လို့လောကမှာလူတွေဟာအရေးကြီးဆုံးတစ်ခုကဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ဟာဒါအမြဲတမ်းအရေးကြီးတယ်ဒီလိုရွေးချယ်ဖို့ဆိုတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းအခွင့်မသာပြန်ဘူးဒါကြောင့်မို့ပုဗ္ဗေစကတပုံညတာလို့မြတ်စွာဘုရားဆက်ဟောတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့သူများတဲ့လည်းအသိဉာဏ်ရှိတယ်ပေါ့အရှင်တွေကောင်းနေနဲ့လည်းကြုံရတတ်တယ်ပေါ့ဒါကြောင့်မို့လို့ပုဗ္ဗေစကတပုံညတာကုသိုလ်ကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လဲလိုအပ်တယ်အဲ့ဒါလို့ရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်မှလည်းပဲလောကကြီးမှာကြီးပွားတိုးတက်မှုဟာအပြည့်အဝရနိုင်တယ်ပေါ့ပုဗ္ဗေစကတပုံညတာရှိလာပြီးတဲ့နောက်မှာအရေးကြီးဆုံးနောက်ထပ်ကိုယ်တဏ္ဍာမှာရှိရတဲ့မင်္ဂလာတရားတစ်ခုကဘာလို့ဆိုရင်အတ္တသမ္မာပဏိတိတဲ့ကိုကောင်းအောင်ထားနိုင်မှုကိုယ်စိတ်လေးကိုပြုပြင်ပေးမှုဒါအမတန်မှအရေးကြီးတယ်မြတ်စွာဘုရားက14ပါးဆိုပြီးတော့ဟောတာရှိတယ်လောကမှာကြီးပွားတိုးတက်ဖို့ရာအတွက်14မျိုးရှိတယ်တဲ့14မျိုးဆိုတာဘာလဲဆိုရင်ဆက်ဆိုတာဒီနေရာမှာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့လဲပတ်သွားတဲ့အရာကိုဆက်လို့ခေါ်တာပါနံပါတ်1ကပฏิရူပဒေသဝါဒတင့်လျောက်ပတ်ကောင်းမြတ်တဲ့အရာမှာနေခြင်းနံပါတ်2ကသပ္ပုရိတုပနေတ္တလူတော်လူကောင်းနဲ့ပေါင်းမိခြင်းနံပါတ်3ကအတ္တတမ္မာပဏိတိကိုပြုပြင်ပြီးတော့ကြိုးစားအထုတ်ခြင်းနံပါတ်4ကပုဗ္ဗေစကတပုံညတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ကုသိုလ်ကောင်းမှုရှိခဲ့ပြီဆိုလို့ရှိရင်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တယ်တင့်လျောက်ပတ်တဲ့နေရာကိုရောက်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းနဲ့တွေ့တယ်သူတော်ကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဟာကိုပြုပြင်ထိမ့်သိမ့်ပြီးတော့နေတတ်ထိုင်တတ်လာတယ်လို့
အဲ့ဒီလိုပြုပြင်ထိမ့်သိမ့်ပြီးနေတတ်လာတယ်ဆိုလို့ရှိရင်ပဲကုသိုလ်ကောင်းမှုတွေတစ်ခါဆက်ပြီးတော့လုပ်ပြန်တယ်လုပ်သည့်အတွက်ကြောင့်ပฏิရူပဒေသကိုရောက်ပြန်တယ်ပฏิရူပဒေသရောက်ရင်သူတော်ကောင်းတွေနဲ့တွေ့ပြန်တယ်အတ္တတမပဏိတိဆိုတဲ့ကိုကောင်းအောင်ထားတတ်သွားတယ်မင်္ဂလာတရားတော်ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မြတ်စွာဘုရားကဟောသွားတာပါဒါဘဝခရီးလျှောက်ပြီးဆိုကြတဲ့ကောတို့တွေနေတဲ့ထိုင်တဲ့နေရာဟာတို့နဲ့ပฏิရူပဖြစ်ခဲ့လားဆင်ခြင်စဉ်းစားရမယ်ပေါ့ပฏิရူပဖြစ်ပြီးဆိုလို့ရှိရင်ပฏิရူပဖြစ်ရုံနဲ့လုံလောက်ပလားဆိုမလုံလောက်ဘူးလုံလောက်ဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင်ကိုယ့်ပေါ်မှာမူတည်တာကအတ္တတမ္မာပဏိတိတဲ့ကိုကောင်းအောင်ထားကိုကောင်းအောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလဲဆိုရင်ကို့မှာ၅ပါးသီလမပြည့်စုံသေးဘူးဆိုရင်ပြည့်စုံအောင်လေ့ကျင့်တရားစွမ်းအားတွေနည်းနေသေးတယ်ဆိုရင်တရားစွမ်းအားတွေပြည့်အောင်လုပ်မယ်ကိုချင်းတရားတွေအားပြော့နေအားကောင်းလာအောင်လုပ်မယ်ဘာသာတရားနဲ့ပတ်သက်ပြီးဘ ਹੁ တုတ္တတွေနည်းနေမယ်ဆိုလို့ရှိရင်ဘ ਹੁ တုတ္တစီးပူးရမယ်ကိုယ့်ရဲ့ဒီအများအကျိုးဆောင်ရွက်မှုတွေအားပြော့နေသေးတယ်ဆိုလို့ရှိရင်လည်းကြိုးစားအားထုတ်ကြရမယ်မကောင်းတဲ့စိတ်ထားတွေကိုတွန်းလှန်ဖယ်ရှားဖို့ကောင်းတဲ့တရားတွေကိုကြိုးစားအားထုတ်ဖို့ဆိုတဲ့ဝိရိယတရားတွေရောပါနေသေးတယ်ဆိုလို့ရှိရင်လည်းတိုးအောင်လုပ်တယ်အသိပညာတွေနည်းပါးနေသေးတယ်ဆိုရင်လည်းရအောင်လုပ်တယ်အဲ့ဒါဟာအတ္တတမ္မာပဏိတိပဲကိုကောင်းအောင်ထားတယ်ဆိုတာကိုအဆင့်မြင့်လာအောင်ကြိုးစားအားထုတ်တာပါပဲ